တော့ဆိုနီယန်ဖန်တဲ့သူတွေအတွက်ပေါ့နော်ဆော့ဆော်ချင်း link ကို browser မှာ paste ချလိုက်ရင်အောက်ကိုဆွဲလိုက် scroll အောက်ကိုဆွဲလိုက်ဆွဲပြီးရင်ဒီနေရာမှာဒီဟိုမှာကျွန်တော်များနဲ့ထုတ်ပြဒီနေရာမှာပေါ့နော်အဲ့နေရာမှာအဲ့ bind refer နေရာမှာအောက်မှာ bind ဆိုတာနှိပ်ပေးရတယ်အရင်ဆုံးbind ကိုနှိပ်ပေးပြီးရင်ဒီကိုသွားဒီအပေါ်ကမီနူးဘားကိုသွားမီနူးဘားကိုသွားပြီးဒီမှာအန်နဲ့ကိုသွားမယ်အန်နဲ့ကိုသွားမယ်အန်နဲ့ကိုသွားမယ်အန်နဲ့ကိုသွားလိုက်ရင်ကိုက WEA ရှိရလား Asta ဆွတ်ထားရလား USD ဆွတ်ထားရလားအဲ့မှာရွေးလို့ရတယ်ကိုကြိုက်တဲ့ဟာရွေးလို့ရတယ်ကျွန်တော်ကတော့ Asta 10ခုလောက်ဆွတ်ထားတာဆိုတော့ Asta ကိုကျွန်တော် select လုပ်လိုက်မယ် WEDA နဲ့လည်းဟိုဖြစ်လို့ရတယ် supply လုပ်ပြီးလို့ရတယ်အဲ့မှာကျွန်တော် Asta ကိုသွားပြမယ်ကျွန်တော်ဒီမှာ Asta ကိုဒီ select လေးကိုနှိပ်ပါအဲ့မှာအပေါ်မှာ my supply bank name my supply bank name ဒီမှာ manage လုပ်တာအဲ့မှာ manage လုပ်တာကျွန်တော်က my supply မှာဒီ my supply မှာ 4asta ကိုကျွန်တော် supply လုပ်တာဒီဗီဒီယိုမလုပ်ခင်အဲ့ဒါမလို့အဲ့ my supply နဲ့မှာရောက်နေဗျာအဓိကသူ့ရဲ့အဲ့ untitled band နဲ့ asta နဲ့ကို asta ကနေတဆင့် untitled band ကိုဒီ untitled band ကို supply လုပ်ပြရမှာ one asta ချင်းသွားရင်ပို့ဆင်ပြီးတယ်ပေါ့အကုန်သက်တာပေါ့ဟုတ်ရင်များတယ် one asta စီပဲကျွန်တော်သွားထားတာအဲ့ဒါမှအဆင်ပြေမှာကျွန်တော်ဒီ supply ကိုနှိပ်ပြမယ်ဒီ supply ကိုနှိပ်ပြမယ်supply မှာ1 asta ထားမယ်အကောင့် withdraw ဒီ supply မှာထည့်ပြီးမှ withdraw ပြန်လုပ်မှာ withdraw လုပ်လို့ရတယ်မတူဘူးเนาะဒီဟိုဟာ supply ကိုအရင်လုပ်ပေးရတယ် withdraw ဆိုတာအဲ့ဒီ supply နဲ့ကိုက my supply နဲ့ကိုဒီ supply လုပ်ပြီးမှဒီ withdraw ကိုပြန်နှိပ်ရ withdraw ပြီးမှလာအောင် withdraw ကိစ္စဒီမှာ1လို့ထည့်မယ်ပြီးရင်ဒီ supply ကိုနှိပ်ဒီကောင် error နည်းနည်းတော့တက်တယ်ဒီ supply လို့စောင့်ရတယ်ဒီမှာ error တက်ပြီနေတော့ transition panning ပြတယ် switch power down ဘာလဲလောက်ကြအောင်လို့အဲ့ supply ရပြီပေါ့ဒါဆိုရင် supply လောက်တာ asta နဲ့ supply လောက်တာ5ခုရှိသွားပြီပေါ့ THN 5ခုရှိသွားပြီဒီမှာ5ခုရှိသွားပြင်ထက်လုံးမှာကျွန်တော်တို့ဟိုဟာလောက်လောက်မှာဟိုဟာ THN 17ခုလောက်လောက်မှာထားသရှင်ပူလိုတကယ်သူလောက်ခိုင်းတာ transition ဟို10ချောင်းပဲလောက်ခိုင်းတာပဲကျွန်တော်ကပူလိုဆိုပြီး17ချောင်းလောက်မှာ17ချောင်းတော့မလောက်ဘူးနဲ့တူ10ချောင်းပဲရ
ဒါဆိုရင် error တက်တာပဲမရရင်နောက်တစ်ခေါက်ပြန်သွားမယ်ဒါဆိုရင်transaction confirm ပြဒီမှာဗျာခုနတစ်ခေါက်ကလောက်တာမတက်ဘူးခုမှတက်လာနောက် transaction တစ်ခုတက်လာ Asta my supply နဲ့မှရောက်သွားတယ်ပြီးရင် supply ထက်လို့supply မှာ Asta 1လို့ထားမယ်ပြီးရင် wallet confirm ပေးမယ်ဒီမှာ transaction funding ထပ်ပြအဲ့ transaction funding ကtransaction complete မဖြစ်ရင်ဟိုဖြစ်တယ်ပြန်ပြီး supply ထပ်နေဒါဆိုရင် confirm မဖြစ်ဘူးဗျာမရဘူး error တက်ပြန်လို့မှာအဲ့ error တစ်ခုရှိရဒီမှာ anti bumpဒီကောင်ဆိုရင် transaction complete ဖြစ်သွားဒီ mine supply မှာဟိုရောက်လာ7 Asta ဖြစ်သွား transaction complete ဖြစ်သွားထက်လုံးမယ်10ချောင်းပြအောင်လုပ်10ချောင်းပြပါထက်လုံးကိုချောင်းပြပါထက်လုံး10ချောင်းပြပါ10ချောင်းပြသွားပြီဆိုတော့နောက်ထပ်ကြံနဲ့လက်ကြံနဲ့ mask နဲ့ကြည့်မယ် gas လို့လဲဆိုတော့ gas တော့နည်းနည်းချမ်း Asta 96လောက်ထားမယ်95လောက်ထားမယ်ဒီကောင် upload ထပ်ပေးရနော်ဘာအောင်ဆိုတော့10ချောင်းပြီးသွားပြီတစ်ခေါက်ပြန်လုပ် supply ကိုထပ်နေဒါဆိုရင်7ချောင်းဖြစ်သွားပြီ transaction ဒီမှာ manage connect ဒီမှာဝယ်တော့ပြန်လို့ကျွန်တော်တို့ရဲ့ my supply နဲ့ဟာတွေကိုဝယ်တော့ပြန်လို့ဒီမှာနော်တန်းဝယ်တော့လုပ်ဖို့တော့ပေါ်နေဒီမှာတန်း ASD อ่ะဒီကောင်ဒီမှာ supply နဲ့အကောင်ပြန်ပြီးဝယ်တော့လို့ဒါဆိုဝယ်တော့ပြန်လုပ်ပြီးပါ transaction complete ဖြစ်သွားပြီဆိုတော့ transaction complete ဖြစ်သွားပြီဆိုတော့ my supply ကိုတစ်ချက်ကြည့်လိုက်ဒီမှာ0ဖြစ်သွားတယ်ဒါဆိုရင်